ကဲတစ်တော့မှာမကတတ်တဲ့သူလေးတွေအတွက် AI စီမှာအကတင်နီးလာပြီးတော့ပြောပြပေးသွားမယ်ဆိုတော့ကိုယ့်ရဲ့ဓာတ်ပုံကနေပြီးတော့အခုလိုမျိုးကိုကြိုက်တဲ့ကာနီးပုံစံမျိုးစုံပေါ့နော်ဘယ်လိုမျိုးလေးရအောင်လုပ်ရမလဲဆိုတာကိုဒီဗီဒီယိုမှာလာပြီးတော့ပြောပြပေးသွားပါမယ်ဆိုတော့အသက်တို့တွေတူတူဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကိုကဒီဗီဒီယိုထဲကနေပြီးတော့ပညာတစ်ခုရသွားတယ်ဆိုရင် comment box မှာ yes လို့ရေးခဲ့ပေးပါနောက်ဗီဒီယိုတွေမှာထပ်ပြီးတော့ဆုံကြပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ဒီချက်သက်ပါရှင်အရင်ဦးဆုံးအသက်တို့ကကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Google သို့မဟုတ် Chrome browser တခုတည်းဝင်လိုက်မယ်အသက်ကတော့ Chrome ကိုသုံးပြီးတော့လုပ်ပြပေးမယ်ပေါ့ပြီးရင်ရှာရမယ့်နေရာလေးမှာဘာသွားရှာရမလဲဆိုတဲ့အခါကျတော့အသက်တို့ VIGGLE Vigel AI ပေါ့နော် VIGGLE Vigel AI ဆိုပြီးတော့ရိုက်ရှာလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုးကြာလာပြီကြာလာတဲ့ထဲမှာဒီပုံစံလေးနဲ့เนาะအဲ့ဒါလေးကိုအသက်တို့လက်ကလေးနဲ့တစ်ချက်နှိပ်ပြီးတော့မှသူ့ရဲ့ website လေးတွေကိုဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့အသက်တို့ဒီအပေါ်ဆုံးမှာရှိတဲ့ try now ဆိုတာလေးကိုလက်ကလေးနဲ့တစ်ချက်နှိပ်ပြီးတော့မှအသက်တို့ try now လေးလုပ်လိုက်မယ်ပေါ့နော်အဲ့လိုလေးနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်သူကြာလာတဲ့အချိန်မှာအသက်တို့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ sign in with Google ပေါ့နော် Google လေးနဲ့ဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ mail တစ်ခုခုပေါ့နော် Gmail လေး account လေးကိုယ်ထဲမှာပေါ်လာလိမ့်မယ်အဲ့တော့ကိုယ်ထဲမှာပေါ်လာတဲ့ Gmail account တစ်ခုခုလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်သူလုံနေပြီးသွားတဲ့အခါမှာဒီအောက်မှာရှိတဲ့ continue ဆိုတာလေးကိုဆက်ပြီးတော့မှနှိပ်လိုက်မယ်โอเคနေပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအောက်မှာရှိတဲ့အစိမ်းရောင်အပေါင်းလက္ခဏာလေးကိုဒါတို့ဆက်သွားလိုက်မယ်เนาะโอเคပြီးသွားပြီဆိုလို့ရှိရင်တော့ဒီအောက်က move အောက်ဆုံးက move ဆိုတဲ့လေးကိုဝင်လိုက်မယ်ဝင်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒီနေရာမှာအသက်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်အပေါ်မှာကိုယ့်ရဲ့ဓာတ်ပုံပေါ့เนาะကိုယ့်ရဲ့ဓာတ်ပုံလေးရွေးပေးရမယ်နောက်ပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်မှာကကျတော့အသက်တို့ဗီဒီယိုရွေးပြရမှာအဲ့တော့ပုံရွေးပြရတဲ့နေရာလေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာပေါ်လာပြီဒီနေရာမှာ तू ကနော်ကိုယ့်ရဲ့ပုံလေးက full body လေးဖြစ်မယ် background ကလည်း clean ထင်ထင်ရှားရှားရှင်းရှင်းလင်းလင်းလေးဖြစ်မယ်ဆိုရင်ပိုကောင်းပါတယ်တဲ့နော်ကိုယ့်ရဲ့ဓာတ်ပုံကတကိုယ်လုံးပေါ်တာမျိုးဖြစ်မယ်ပြီးရင်နောက်ခံလေးကလည်းရှင်းနေဆိုရင်ပို့ပြီးတော့မှကောင်းပါတယ်တဲ့အဲ့တော့ကိုတကိုယ်လုံးပါပြီးတော့မှနောက်ခံလေးလည်းရှင်းတဲ့ဓာတ်ပုံလေးတစ်ပုံကိုကိုယ့်ရဲ့ဖုန်း gallery ထဲကနေပြီးတော့တွားယူလိုက်ပါတော့โอเคယူပြီးသွားတဲ့အခါမှာသူ loading လုပ်နေပြီloading လုပ်တာပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဓာတ်ပုံလေးဒီမှာဝင်လာပြီပြီးသွားပြီဆိုလို့ရှိရင်အောက်မှာကျတော့ဗီဒီယိုထည့်မယ်ဗီဒီယိုကကျတော့ကိုဘယ်ကရတဲ့ဗီဒီယိုလေးကိုကြိုက်လဲပေါ့နော်ကိုကြိုက်တဲ့ကနီးဗီဒီယိုလေးကိုအသက်တို့လက်ကလေးနဲ့တစ်ချက်ထောက်ပြီးတော့မှယူလိုက်မယ်အဲ့တော့ဒီညမှာဆိုလို့ရှိရင်အသက်တို့တွေဒီနော်ကနီးပေါင်းစုံလုပ်လို့ရတယ်ကိုကတာကဘယ်ဗီဒီယိုလေးကိုကြိုက်လဲအဲ့ဒီကတဲ့အတိုင်းကိုလိုက်ကချင်တာမျိုးဆိုလို့ရှိရင်အဲ့လိုမျိုးလေးရွေးပေးရမှာပဲเนาะဆိုတော့ကိုရွေးတဲ့ဗီဒီယိုပေါ်မှာမူတည်ပြီးတော့မှကိုကတဲ့ပုံစံတွေကလည်းကွဲသွားမှာအဲ့လိုမျိုးလေးเนาะအဲ့တော့အသက်တို့တွေဒီမှာကာနီးဗီဒီယိုလေးဒီလိုလေးကချင်တာဆိုရင်ဒီဗီဒီယိုကိုယူမယ်ပေါ့ပြီးသွားပြီဆိုလို့ရှိရင်တော့အသက်တို့ဒါအပေါ်မှာကိုယ့်ရဲ့ပုံလေးယူပြီးသွားပြီကိုကြိုက်တဲ့ကာနီးဗီဒီယိုလေးယူပြီးသွားပြီအဲ့ဒါဆိုရင် generate ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အသက်တို့သူ generate လုပ်နေရလေးကိုခဏစောင့်လိုက်မယ်ဒီမှာတို့လားအဲ့ဒါဆိုရင်သူ generating လုပ်ပေးနေပြီပေါ့เนาะအဲ့တော့အဲ့ဒီအဝိုင်းလေနေရာလေးခဏစောင့်လိုက်မယ်စောင့်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာရပြီအဲ့တော့သူ့ကိုလက်ကလေးနဲ့တစ်ချက်ထောက်ကြည့်မယ်ဒီနေရာမှာတစ်ခုရှိတာကအခုဒီ site မှာကိုဗီဒီယိုကို play ကြည့်ရင်တော့ကိုရွေးလိုက်တဲ့ဗီဒီယိုထဲမှာပါတဲ့သချင်းနောက်ခံမကြားရဘူးနော်ကိုရွေးလိုက်တဲ့ဗီဒီယိုထဲမှာသချင်းတန်လေးတွေပါလိမ့်မယ်အဲ့ရဲ့အတန်ကိုမကြားရဘူးကိုယ့်ရဲ့ဖုန်း gallery ထဲကိုတွားပြီးနားထောင်မှသာကြားရမှာအဲ့တော့ဒီဟာလေးကိုဒေါင်းမယ်ဆိုလို့ရှိရင်အသက်တို့တွေဒီအောက်မှာရှိတဲ့မြားလေးနော်ဒီအောက်နားလေးမှာရှိတဲ့မြားလေးကိုလက်ကလေးနဲ့တစ်ချက်နှိပ်ရမယ်နှိပ်ပြီးတော့မှကိုယ့်ရဲ့ဒီဗီဒီယိုလေးကို download လုပ်ရမှာမျိုးပဲဖြစ်ပါတယ် okay ဆိုတဲ့အခါကျတော့လုံးကြည့်ပါဒီဗီဒီယိုတွေကနေပြီးတော့ကိုကပညာတစ်ခုရသွားတယ်ဆိုရင် comment box မှာ yes လို့ရေးခဲ့ပေးပါကျေးဇူးအများကြီးတင်ပါတယ်ရှင်